မြန်မာ client တွေရဲ့အမေးများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ off plan ကြိုးပွင့်ဝယ်ထားပြီးလို့ project ပြီးသွားရင်ရောအိမ်မှာနေရင်လည်းအရေးကြဆက်ပေးနေလို့ရလားဆိုတာကို 1% စီ3နှစ်အထိပေးလို့ရမယ်ဒီ project လေးနဲ့တက်တည်ပြပါမယ်ခင်ဗျ။ဒါနုပြဲ 1% plan တွေအများကြီးတဲ့မှာဒီ Aspires project ကဘာဖြစ်လို့ special ဖြစ်တာလဲဆိုတာကိုဗီဒီယိုရဲ့နောက်ဆုံးမှာရှင်းပြပေးပါဦးမယ်ခင်ဗျ။ amenities ကအမျိုး30ကျော်ရှိပြီးပေါ်သေးသေးတွေလည်းမဟုတ်ဘူး။အလုံးလုံးပြီးစိတ်ပင်ပန်းနေဆိုရင်ညနေအားတာနဲ့တက်ကြလှုပ်ရှားတဲ့အားကစားတွေဖြစ်တဲ့ basketball, paddle, tennis တွေဆော့လို့ရမယ်။ ACC စိတ်ပန်းဖြစ်ရုံပဲဆိုလို့ရှိရင်လည်း podcast studio နဲ့နက်ခတ်တာယာကြီးမှန်ပြောင်းတွေတောင်ရှိသေးတယ်။ fully furnished apartment တွေရောင်းတာတော့မှာ color combination 3မျိုးနဲ့ design 3ခုပေးရွေးထားတယ်။ Aspires ရဲ့အထူးခြားဆုံးအချက်ကအခုမှပြောကြမှာ Aspires မှာ1 bedroom က3 bedroom အထိပြောင်းသုံးလို့ရတယ်။မယုံရင်ဒီမှာကြည့်။အဲ့ဒီအတိုင်းပဲ2 bedroom ကနေ4 bedroom ပြောင်းလို့ရတယ်။3 bedroom ကို5 bedroom ပြောင်းလို့ရတယ်။ Aspires က Sport City တစ်ခုလုံးမှာအမြင့်ဆုံးတာဝါဖြစ်တယ်။အဲ့ဒီအပြင် Sheikh Mohammed bin Zayed လို့ခေါ်တဲ့ mainland ကနေလည်း3မိနစ်လောက်အကွာမှာပဲရှိနေတယ်။ဒါတွေအကုန်လုံးပေါင်းထားပြီးတော့မှတော့ starting price က8သိန်းခွဲရစတာမို့လို့တော်တော်လေးတန်တယ်လို့ပြောရမယ်။ EOI လို့ခေါ်တဲ့ launch မလုပ်ခင် booking တင်ပြီးတော့အခန်းရွေးမှာရဖို့တည်ကြတဲ့ project ဖြစ်တာကြောင့် Vini နဲ့ဆက်သွယ်ပြီးတော့မှ unit ရွေးထားလိုက်တာကတော့အကောင်းဆုံးပဲ။